ဒီနေ့တော့ကျွန်တော်မှာ16လေးရှိရဗျာနော်အဲ့ဒါကိုကျွန်တော်3ချိန်ပဲเนาะဒူးော်တိုင်းရှာမယ်ဗျာနော်အဲ့တော့3ချိန်စာပဲကျွန်တော်ဒူးော်တိုင်းရှာမယ်ရရင်လည်းအများကြီးရမယ်ရှုံးရင်လည်းရှုံးเนาะအဲ့လိုမျိုးရှိရဲအဲ့တော့ကျွန်တော်တသိန်းရနေရှာရဗျာနော်ကျွန်တော်တသိန်းရနေစပြီးတော့ဆော့ပါတယ်เนาะအဲ့တော့ကျွန်တော်အဆောင်ကကျွန်တော်တသိန်းရှုံးတယ်ပေါ့ဗျာနော်ရှုံးတယ်ဆိုတော့ကျွန်တော်အခုတသိန်းရဲ့3စား3သိန်းထိုးမယ်ဗျာနော်ဒါသားတို့လည်းစောင့်ကြည့်ပေးပါနော်ကျွန်တော်ပြောမယ်နော်တေးကြီးသူ့ရဲ့အခုပုံစံကျွန်တော်ကြည့်ရအဲ့လိုမျိုးတွေ့ရပေါ့ဗျာနော်အဲ့တော့တေးကြီးကြားလို့ရှိရင် brother တို့စိတ်ကထင်နေလို့ရှိရင်သူ့အတိုင်းလိုက်ဖို့ဒါမှမဟုတ်လို့ရှိရင်ဗျာနော်သူ့ရဲ့ trunk ကိုပြတ်သွားတဲ့အချိန်ထိဗျာနော်ပြတ်သွားတဲ့အချိန်ထိစောင့်ပြီးတော့မှထိုးကြပါနော်အဲ့ဒါကျွန်တော်တခုပြောချင်တယ်ဗျာနော်ပြတ်သွားတဲ့အချိန်ဆိုတာတတိတေးကြီးကြိုင်တဲ့အချိန်ကို brother ကိုရက်ထားလိုက်နော်အဲ့လိုမျိုးသူ့ရဲ့ trunk ပြတ်သွားတဲ့အချိန်တေးကြီးမဟုတ်ဘဲနဲ့တူအဲ့ဒီတေးကြီးအတိုင်းမကြတော့အချိန်မှစိုက်ပြီးထိုးပါဗျာเนาะအဲ့ဒါကျွန်တော်တခုပြောချင်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်သူ့ရဲ့ trend တိုင်းပဲเนาะဒီဘောတိုင်းကျွန်တော်ရှာထားပါပြီဗျာเนาะဝိုးကျွန်တော်နိုင်ပြီဗျာเนาะကျွန်တော်နိုင်ပြီဒီပဲကြည့်လိုက်ပါဟုတ်ပြီเนาะကျွန်တော်ခဏလေးပဲเนาะဒါကျွန်တော်ခဏလေးပဲကျွန်တော်နိုင်ပြီဗျာเนาะအဲ့တော့ကျွန်တော်ဒီမှာဝိုးစကရတေး6400 brother တို့ show လိုက်เนาะကြည့်လိုက်အောင်ဒါကျွန်တော်ခဏလေးပဲเนาะကျွန်တော်ခဏလေးပဲကျွန်တော်ဆော့တာเนาะဟုတ်ပြီဒီမှာကျွန်တော်20ကျော်ပြီဗျာเนาะဒါဆိုကျွန်တော်ရပြီကျွန်တော်ထုတ်လိုက်တော့မယ်ဗျာเนาะပြီးတော့ကျွန်တော်ပြောချင်တယ်